ဒီမှာကြောက်ကဆေးနေရတော့3နှစ်ကျော်ပြီပေါ့နော်ကြောက်ကမဖြစ်ခင်ပါကြောက်ကမဖြစ်ခင်နေရတော့ညီမကိုဘန်မှာအလုပ်လုပ်ပါတယ်ရှင်ဘန်မှာ3နှစ်လောက်လုပ်ခဲ့ပါတယ်အာတီမီအသက်ရှင်နေရတော့အမေအတွက်ကြောင့်ပဲပေါ့နော်ပွဲတက်ပုံလေးပေါ့နော်အဲ့လိုမျိုးကြောက်တက်ပြီးတော့လေအမေကိုပြေးနေချင်တာပေါ့ဒါပေမဲ့အဲ့လိုကြောက်နေပါလားဆက်မတက်နိုင်အရင်တော့ညီမအရင်အလှကြိုက်တာလေမှန်အောင်မကြည့်ပြဘူးမှန်လည်းမကြည့်ဘူးထပ်ပုံလေးပါလေဆိုလည်းမရိုက်တော့ကြောက်ကဆေးနေရတော့3နှစ်ကျော်ပြီပေါ့နော်စားဖြစ်တာတော့ဒီတိုင်းနေမကောင်းလို့ပဲဆေးကန်းကိုသွားပြရင်းနဲ့သွေးတွေကအဲ့လို180 100တိတက်နေတော့လေအဲ့နဲ့ဆရာဝန်ကအထွေထွေသမားတော့နဲ့ချက်ချင်းပြပါဆိုတော့ပြတဲ့ခါမှာအဲ့လိုစစ်ကြည့်လိုက်တဲ့ခါမှာစီးစိတ်တွေကပုံမှန်တော့9စားလောက်တက်နေတော့လေကြောက်ကဒီတစ်လနေလို့မှဒီစီးစိတ်တွေကမကြောက်ဘူးဆိုရင်ကြောက်ကဆေးရမယ်လို့ပြောတော့အဲ့လိုပြောရနေပြီးတော့သိခဲ့ရတာပါရှင်ဟုတ်ကြောက်ကပျက်စီးနေအောင်ကြောက်ကမဖြစ်ခင်ပါကြောက်ကမဖြစ်ခင်နေရတော့ညီမကိုဘန်မှာအလုပ်လုပ်ပါတယ်ရှင်ဘန်မှာ3နှစ်လောက်လုပ်ခဲ့ပါတယ်ငယ်တော့အဲ့9နှစ်လောက်တော့စီလန်းအကြောင်းမှာပိုးဝင်ဘူးရဲ့အဲ့ဒီဟာလည်းအဲ့ဒါကြောင့်အားနေတာကနေပြီးတော့နောက်ကိုကလည်းအစားတောက်ပါညာတတိမထားပြီးတော့အဲ့ဒါတွေအကုန်ပေါင်းပြီးတော့လို့ကြောက်ကပျက်စီးသွားရလို့အထင်တာမဟုတ်ဆရာကကြောက်ကပျက်စီးနေပြီးတော့လေဆရာဝန်များမှားပြီးတော့ဆေးချက်တွေများပြောရတာပေါ့နော်အဲ့လိုမျိုးပဲထင်ခဲ့တာအဲ့ဒီကနေမှဆရာဝန်ပေးတဲ့ဆေးတွေတောင်းရင်3-4လလောက်ကြာတော့အစားတွေမဝင်တော့ဘူးစားရေအခုရေတောက်လာတယ်အခုရေချက်ချင်းပြန်အန်တယ်အဲ့လိုမျိုးအစားစားရင်လည်းပြန်အန်တယ်အဲ့နဲ့နောက်ဆရာဝန်ထပ်သွားပြညတွေဆိုလည်းလုံးဝမအိပ်တော့ဘူးဆရာဝန်ပြတဲ့ခါကျတော့စီးစိတ်တွေအရန်ကိုများနေပေါ့နော်ကြောက်ကဆေးမှပဲရတော့မယ်ဆိုတော့အဲ့ဒါနဲ့အဲ့လိုလဲအရေးပေါ်လဲပင်ဖောက်ပြီးတော့ကြောက်ကဆေးလိုက်ရတာစဆေးတော့တပတ်2ကြိမ်ဆေးရတယ်နောက်တစ်နှစ်ခွဲလောက်ကြာတော့တဖြည်းဖြည်းဘိုက်ကလေးကစပြီးတော့ပူလာပေါ့နော်အဲ့ဒါအခုနောက်ပိုင်းကျတော့ဘိုက်လေးကမတရားပူတဲ့အတွက်ဆရာမ3ကြိမ်ဆေးရမယ်ဆိုတဲ့အတွက်အခုတော့တစ်ပတ်ကို3ကြိမ်ဆေးနေပါတယ်တလားဆိုညညကိုကျမ်းမာရေးဆေးဖို့ပဲဘယ်လောက်ပေါ့ကို15နဲ့20ကြာပေါ့15သိန်းနဲ့20ပေါ့ပထမယောဂထားပေးကတော့လက်မခံနိုင်ဘူးနော်ဘာဖြစ်လို့ငါမှဖြစ်ရတာလဲပေါ့ကိုမှလည်းလှုပ်ချင်တာတွေတွားချင်တာတွေလို့အိမ်မက်တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဒီလိုဖြစ်တဲ့ခါကျတော့လက်မခံနိုင်တဲ့ခါကျတော့ညာတိုင်းလို့ငိုရတာပေါ့နော်နောက်ပိုင်းကျတော့လည်းဖြစ်လာတော့လည်းဘာတက်နိုင်မှလဲဒီဖြစ်လာတဲ့အပေါ်မှာပဲပေါ့နော်လက်ခံနိုင်အောင်စူးစမ်းနေပဲလိုပဲနေရတာပဲပေါ့အာတီမီအသက်ရှင်နေရတော့အမေအတွက်ကြောင့်ပဲပေါ့နော်ငါမျက်သေးသွားခဲ့အမေမြန်ဘယ်လိုနေမလဲဆိုတဲ့စိတ်နဲ့ပဲအာတီမီတော့နေရရှေ့ဆက်နေရတာပေါ့အမေဖြစ်စီခြင်းနဲ့အမေမြင်ခြင်းနဲ့ပွဲတက်ပုံလေးပေါ့နော်အဲ့လိုမျိုးကြောက်တက်ပြီးတော့လေအမေကိုပြေးနေချင်တာပေါ့ဒါပေမဲ့အဲ့လိုကြောက်နေပါလားဆက်မတက်နိုင်ညာရီယုံသွားနေတာမြင်ကိုလည်းအဲ့လိုမျိုးရင်ချိန်နေကိုတတိယယုံနေပါလေပြန်တက်ချင်ကိုယ်စိတ်ကိုဘယ်လိုလဲမွေးခဲ့ရတာတဲ့ခါလေးချက်ဒီယောဂကိုမခံစားချင်တော့ဘူးပေါ့နော်လွတ်မြောက်ချင်တယ်ဒါပေမဲ့တရားနဲ့ပဲဖြေရတာပေါ့နော်ပါကျုပ်ဆရာတော်ကြီးတရားတွေနာပြီးတော့ဒီလိုပဲဖြတ်တန်းရတာပေါ့ကိုပဲအားပေးနေတယ်
တရားရတာပေါ့နော်ဖေးရမှမမြဲဘူးဆိုတဲ့အကြောင်းပေါ့နော်ဟုတ်မှန်အောင်မကြည့်ပြဘူးမှန်လည်းမကြည့်ဘူးထပ်ပုံနေပါလေဆိုလည်းမရိုက်တော့အရင်တော့ညီမအရင်အလှကြိုက်တာလေအဲ့လိုတနခါလိမ့်တဲ့ချိန်လောက်ဝယ်လို့မှန်ကြည့်လိုက်တာပဲရှိရတယ်လို့တကူးတကကြီးမှန်ကြည့်တယ်ဆိုတာမရှိဘူးပေါ့ဘာမှလှလည်းမလှကျင်တော့အဓိကကိုနေကောင်းပြီးတော့ဟိုတထောင်တက်တာနေရဖို့ပဲအဲ့လိုပဲနေကျင်တယ်ကိုမှဟိုလုံနိုင်တာဒီဖရာတရားပဲရှိရလေဟိုဒီအိမ်ကြောက်ကသွားမစေးတဲ့နေအိမ်မှာရှိတဲ့နေဆိုတော့အဲ့လိုအိမ်ရှိမှာစွန်းလေးထွက်လောင်းပြတယ်သူများတွေအဲ့လိုမျိုးလို့လာကုန်လို့လာစားအပ်တဲ့ခါမျိုးပါရောကိုလည်းရှာကျွေးနေတာပေါ့နော်မိပါအမေကရကိုပြန်ပြုစုအမေကပြုစုနေရတာဟုတ်အမေကလည်းအသက်60ရှိပြီကိုကပြုစုရမယ်ဟုတ်အရင်တော့ရောက်အမေကလိုနှလုံးလိုပါလို့ရှိရဲ့နှလုံးယောဂါတွေကြောက်ကသူလည်းအမေလည်းမကောင်းလေဟိုကိုယ်ကပြုစုအခုနောက်ကိုကသူ့ထက်ဆိုးနေတော့သူ့ယောဂါတွေမေ့ပြီးတော့ကိုယ်ပဲပြုစုနေရတာညီမဘာမှမလုပ်နိုင်ဘူးအဖေကတက်စီမောင်းတယ်ဟုတ်ဟိုအဓိကတော့ဟိုအလုံးလုပ်ပြီးတော့အမေတို့ပဲဟိုလှုပ်ကြွေးနေတာပေါ့နော်ဟိုသမီးကလည်းတယောက်တည်းရှိတာဆိုတော့လေအခုလိုနေမကောင်းနေဖြစ်တဲ့ခါကျတော့ဟိုအမေတို့မလှုပ်ပေးနိုင်ဘူးပေါ့နော်ကိုလှုပ်ပေးခြင်းနဲ့ရတယ်ကျမကြီးဘာလို့ကိုမကြီးလှုပ်ချင်တဲ့စိတ်တွေရှိအဲ့လိုမျိုးစိတ်တွေမရှိတော့အမေတော်ပြောသေးအမေတကယ်လို့မြန်သမီးကြောက်ကလေးလဲဝေးရရင်သမီးဒီလိုက်ရှင်သွားဝတ်တော့မယ်ကြောက်ကကောင်းသွားရင်အဲ့လိုတော့မှာပြတယ်မျောလင်းတာတော့ဒီကြောက်ကဆေးရလူတဲ့အိမ်မတကူကတော့ဒီကြောက်ကလဲနိုင်မှုပဲပေါ့နော်အခုချိန်မှာညီမကိုခံအားတွေလည်းရင်းနေနေတဲ့အတွက်လေအဲ့လိုအားတွေပါပြန်တက်အောင်လုပ်ပြီးတော့မှလဲလို့ရမြစစ်ကြည့်ရမှာပေါ့ရှင်ဟုတ်ဒီယောဂရာငွေရမ်းကုန်တယ်လေဟိုတစ်ခါကူညီနေတာလည်းမပြီးနှစ်ခါကူညီလို့မပြီးဆိုတော့ဟိုရေရှည်ကြဘူးမှလည်းမကူညီနိုင်နောက်ဆုံးကြတော့ဟိုမဖြစ်တော့ဘူးငါဟိုအလူခံပို့လေးတင်မှပဲရမယ်ဆိုပြီးတော့အဲ့လိုမျိုးရဲဆိုပြီးတင်ကြည့်တာပေါ့နော်အလူကနေအခုတော့အလူရှင်တွေကလူပေးကြတဲ့ခါကျတော့ကြောက်ကဆေးနိုင်တာပါရှင်ဒီကြောက်ကကြတော့သူကခဏကမှရမ်းအလုပ်လုပ်ရတယ်လေတကူလုံးရဲ့အစိတ်တွေကိုသူကတန့်ပြရပါတော့သူကမကောင်းတဲ့ခါကျတော့ဒီအစိတ်တွေကခဏကိုယ်ထဲမှာစုပြီးတော့တော့ကြောက်ကပျက်စီးတာပေါ့နော်ဟောအဲ့လိုမျိုးမဖြစ်အောင်တော့ဟိုအစားတောက်ဒီကယူဆိုင်မယ်နောက်ဟို ready made အစားအစာတွေပေါ့နော်ရှောင်ရမယ်ပေါ့နော်ဟိုအများကြီးမစားသင့်ဘူးပေါ့နောက်ဟိုအငံတွေပါတွေရှော့စားတာတို့နောက်ဟိုအေးပြက်တာတွေအေးမမှန်တာတွေများတဲ့ခါကျရင်ကြောက်ကကိုထိတတ်တယ်အေးမမှန်အိပ်ဖို့ပေါ့နော်နေကောင်းတော့မှဟိုရေများတောက်ကြပါလို့ဟိုကြောက်ကဒီကောင်းနေတဲ့အချိန်မှာသူ့အတွက်အားစေးရရေပဲလေညီမတို့လိုကြောက်ကမကောင်းတော့ဘူးဆိုတော့ညီမတို့အတွက်အစိတ်ကရေပဲလိုရေများတာနဲ့ဟိုချက်ချင်းကိုလို့မောတာလေရေတောက်တာများသွားတာနဲ့ဟိုချက်ချင်းမောအဲ့လိုရေတောက်တာများတဲ့နေ့ဆိုရင်လို့ပလက်အိတ်လို့မရတော့တညာလုံးငုတ်တုတ်အိတ်ရတာဟုတ်ဒီယောဂရဲ့ဘယ်သူမှမဖြစ်စေခြင်း na to sangam no pena kaldam lo tak changa hun kalaya mel hoi achingo wena ngai bang mama khadina akaladam lo tak changa amel hoi na tengbe chi thei ma mina chi khong jong vom so ke en na gil khong jong khang ke yen to hina e video tung tara bang ki phau sang no mi yam chele chiram nai man phan na le to kete
le tunga bangma kip omlo ai lam phoka kinem khet ta nun tak thei ding me roi nai chi khong jong chi dam man hi na ki phat sak pi lo ding jong to pi saing ina atop na lama ma gen to pi ka sak khat chi dam lai taka tui tam pi don ding toile ikala ding jong hoi ina ang ikala dam lo khit tak te tui pen ki don thei non lo chi na chi dam lai taka tui tam pi don ding jong ki phok sang no mang ina atop dong nge chak te tung lung dam ma mai le maya video thak to ki mu keng nei le